ကျွန်တော်ကိုနုံတစ်ခုကိုယူလိုက်တယ်ပလင်းရဲ့အဝေးမှာအဲ့ဒါကိုဆွတ်လိုက်ပြီးအရက်တွေလောင်းထည့်လိုက်တယ်ကိုနုံကချက်ချင်းဖောင်းကားလာပြီးရေဘောလုံးကိုကြီးကြီးတစ်ခုလိုဖြစ်သွားတယ်အဲ့ဒီဘောလုံးကိုနေအောင်နဲ့မြောက်လိုက်တော့နေအောင်ကရေကိုဖြတ်ပြီးအလင်းဆက်လေးထစ်ပေါ်လာတယ်ကျွန်တော်ကောင်မလေးကပတ်စံတရွက်ကိုရှာပြီးရေဘောလုံးအောင်မှာထားလိုက်တယ်နေအောင်ကြီးကစက်ကူဘောကိုစုဆောင်ကြရောက်သွားပြီးမီးခိုးငွေတွေထွက်လာတော့တယ်မီးခိုးကိုမြင်တာနဲ့ကျွန်တော်နှလုံးခုန်တန်တွေမြန်လာပြီးအဲ့ဒီမီးဆေးလေးကိုငိမ့်ညင်တဲ့ gas me force စီအမြန်တည်းယူသွားလိုက်တယ်မီးပြန်တောက်လာတယ်မီးပုံပြန်ကဖြည်းဖြည်းချင်းအပေါ်ပြန်တက်သွားတော့မှကျွန်တော်နဲ့ကောင်မလေးလည်းထပ်ပြင်းချနိုင်တော့တယ်ကျွန်တော်တို့ကောင်းငယ်မှာပိတ်မိနေတာအကြာကြီးပဲဒါကကျွန်တော်တို့အတွက်ပထမဆုံးအသက်ရှင်ဖို့အခွင့်အရေးပဲဒါပေမဲ့အောက်မှာတော့အဆုံးမရှိတဲ့ပင်လယ်ကြီးပဲရှိတယ်အသက်ရှင်ခြင်းရင်လူတွေရဲ့အာရုံစိုက်မှုကိုရအောင်လုပ်ရမယ်ကျွန်တော်တို့အဝတ်စာတွေရှာပြီးတစ်ခုနဲ့တစ်ခုခြိလိုက်တယ်ပြီးတော့တက်သားချောင်းမှာတက်ပြီးအပေါ်ကမီးတောက်စီဖြည်းဖြည်းချင်းမြှောက်လိုက်တယ်အဝတ်စာတွေမီးလောင်ပြီးမီးခိုးမဲအလုံးလိုက်ကြီးထွက်လာတော့တယ်အဝေးခန်းကြီးကခရီးသွားတွေတတိထားမိသွားတယ်ဒါပေမဲ့ဖြတ်တနာအသစ်တစ်ခုပေါ်လာတယ်မီးပုံပြန်မှာနောက်ထပ်မိနစ်30စာလောင်းစာပဲကြံတော့တယ်ဖုန်းကိုဆွဲယူပြီးအနောက်ဘက်အဖုံးကိုအသင်းဖွင့်လိုက်တယ်အပေါက်တီးတီးလေးတစ်ခုကိုသူလက်ညှိုးထိုးပြတယ်အဲ့ဒါအိမ်တင်နာပေါက်တယ်အဲ့ဒါလိုင်းဆွဲအားကိုပိုကောင်းစေနိုင်တယ်သူကဘေးနားကကျိုးကနေတန်ကျိုးသေးသေးလေးတစ်ချောင်းကိုဖြည့်ပြီးအဲ့ဒီအပေါက်ထဲထိုးထည့်လိုက်တယ်ရုတ်တရက်ဖုန်းလိုက်မိသွားတယ်ဒါပေမဲ့ဝမ်းတာလို့မဆုံးသေးခင်မှာပဲဖုန်းကပိတ်သွားတယ်ဘက်ထရီကုန်သွားတာအဲ့ဒီခိုင်တန်မှာကျွန်တော်မျောလင့်ချက်တွေပြိုလဲသွားတယ်မီးပုံပြန်ကလေထဲမှာတဝေးဝေးမျောလိဒီမကြခင်မှာပဲ gas လုံးဝကုန်သွားတယ်ကျွန်တော်တို့ပင်လေလဲလို့ပြုတ်ကြတော့မီအချိန်နည်းနဲ့ပို့ဆွဲနိုင်ဖို့ကျွန်တော်နဲ့ကောင်မလေးချင်းတောင်းရဲ့အပေါ်ပေါင်ကိုတက်လိုက်တယ်အမြင့်မှနေရင်ရေပေါ်မှာပိုကြကြနေနိုင်မယ်လေအချိန်လေးဖြည်းဖြည်းချင်းကုံဆုံးပြီးနောက်ဆုံးတော့မီးပုံပြန်ကပင်လေရေနဲ့ထိသွားတယ်မကြခင်မှာပဲမီးပုံပြန်တစ်ခုလုံးရေအောက်ကိုနစ်မြုပ်သွားပြီးကျွန်တော်တို့နှစ်ယောက်ရေပေါ်မှာမျောနေခဲ့တယ်ထိတ်မကြခင်မှာပဲမောပန်းပြီးထေဆုံးသွားကြတော့မှာအဲ့ဒီချိန်မှာပဲ gas o အလုတ်ကရေပေါ်ကိုပြန်ပေါ်လာတယ်မျောလင်းချက်ကိုကျွန်တော်ပြန်တွေ့လိုက်တယ်တတိလေးခါနီဖြစ်နေတဲ့ကောင်မလေးကိုအဲ့ဒီစီဆွဲခေါ်သွားပြီး gas o ကိုအားကိုးတကြီးစုပ်ကိုက်ထားလိုက်တယ်အနည်းဆုံးတော့အခုကျွန်တော်တို့မှဆွဲကိုက်ထားเสียတစ်ခုတော့ရှိသွားပြီအဲ့ဒီမှာပဲရုတ်တရက်အဝေးဝါတစ်ခုခုကိုလှမ်းမြင်လိုက်တယ်ကုန်းတင်စင်ပေါ်ကြီးတစ်စီကျွန်တော်တို့စီတိတ်တက်လာနေတာမျောလင်းချက်တွေချက်ချင်းပြန်ရောက်လာတယ်ဒါပေမဲ့နောက်ထပ်စက္ကန့်မှပဲအန်ဒီရဲ့ကိုတတိထားမိလိုက်တယ်တင်ဘောကကျွန်တော်တို့နဲ့တတန်းလေးပဲဒီအချိန်နဲ့ဆို10မိနစ်တောင်ပဲကြာကိုကျွန်တော်တို့ကြိတ်မိသွားလိမ့်မယ်ကျွန်တော်နဲ့ကောင်မလေးဘေးကိုအသေးစံကူးခတ်ခဲ့ရတယ်နောက်ဆုံးကတိုက်မိတာကိုရှောင်နိုင်ခဲ့ပေမဲ့တင်ဘောကကျွန်တော်တို့ကိုကြော်ဖြတ်သွားတယ်အဲ့ဒီချိန်မှာပဲအဝေးကနေတင်ဘောဦးဆွားဆွဲထန်တခုရေပြင်ပေါ်မှာပဲ့တင်ထပ်လာတယ်အစားပိုင်းကကျွန်တော်တို့လွှတ်တင်လိုက်တဲ့မီးခိုးကိုကန်းချီကနေမြင်လိုက်တာပဲနောက်ဆုံးကယ်ဆယ်ရေးလေးရောက်လာတဲ့အခါမှာတော့